လုံခြုံရေးနဲ့ဆိုင်တာတော့ကျွန်တော်တို့ကရေရှည်မှာကြာရင်ဒါတော့အရင်မီဒီယာတွေမှာလည်းကျွန်တော်ဆွေးနွေးဖို့ပါတယ်ကျွန်တော်တို့ကချင်းပြည်နယ်မှာကျွန်တော်တို့ရဲ့ချင်းအမျိုးသားတပ်ဦးရှိတယ်ပဲ CM နဲ့ရှိတာပဲ CM နဲ့ကိုကျွန်တော်ပလက်ဝဘက်မှာထားရင်မရဘူးလားဆိုတဲ့ယူဆတွေရှိတယ်ဆွေးနွေးတယ် CM နဲ့ကိုလည်းကျွန်တော်ပလက်ဝအရေးမှာ CM နဲ့ကဘာမှဝယ်မပါဘူးလို့ဝေဖန်တာလည်းဆရာတို့လည်းကြားမှာပဲเนาะဒါပေမဲ့ကျွန်တော်ခုနပြောပြီလေရှစ်ပြည်နယ်မှာ9မြို့နယ်ရှိတဲ့ထဲမှာဒီဘက်က10မြို့နယ်ကနမခကကုတ်ခဲ့တယ်ဒီမုံရွာမှာရှိတဲ့နမခတိုင်းမျိုးကကုတ်ခဲ့တယ်ပလက်ဝတစ်မြို့နယ်တွေကဒီအန်ကနပခကကုတ်ခဲ့တာဖြစ်တယ်ဆိုတော့ CM နဲ့က NCO လက်မှတ်ထိုးတဲ့အချိန်မှာပလက်ဝမြို့နယ်ထဲမှာသူတို့3နေရာနေဖို့တောင်းတယ်ကျွန်တော်သိသလောက်ဆိုရင်ပတင်တလန်တို့ရကန်တို့ဒီဘက်ကစင်အိုးတို့ပေါ့နော်အဲ့လိုနေရာမျိုးကိုသူတောင်းတယ်ဒါမဲ့အဲ့ဒီတုန်းကတော့မဟုတ်ဘူး NCA လက်မှတ်ထိုးနောက်ဒုတိယချိန်ဆွေးနွေးတဲ့ချိန်ကျမှပြန်ဆွေးနွေးတိုင်ပင်မယ်ဆိုပြီးတော့အဲ့ဒီဟာကိုအခွင့်မပြုခဲ့ဘူး NCA ပထမလက်မှတ်ထိုးတဲ့ချိန်နောက်ဒုတိယချိန်သွားတော့လေနောက်ထပ်3နေရာထပ်တောင်းတယ်ဟိုဘက်ကပါတာနောက်ပြီးတော့ရှာအိုနောက်ပြီးတော့ရွှေလိုက်ဝအဲ့3နေရာ6နေရာတောင်းတာရှိတယ်ဒါအဲ့ဒီနေရာကိုအခုချိန်ထိခွင့်မပြုခဲ့ဘူးဆိုတော့ကျွန်တော်ထင်တယ်လေအဲ့ဒီချိန်ကလေးကသာ CM ကပလက်ဝနယ်ထဲမှာအဲ့လိုလှုပ်ရှားခွင့်တွာလာခွင့်ဒီလိုသာခွင့်ပြုခဲ့မယ်ဆိုရင်ဒီ AA ဟာဒီလောက်မကြီးထွားဘူးလို့ကျွန်တော်ထင်တယ်နော်ဘာလို့လဲဆိုတော့ AA နဲ့ဟို CM နဲ့ကကချင်မှာသူတို့အတူတင်တန်းတက်ပြီးတော့သူတို့လုပ်ပေါ်ကိုင်မဲ့တယ်ပဲနော်လုပ်ပေါ်ကိုင်မဲ့တယ်ဖြစ်တယ်ကျွန်တော်အယူဆပါနော်ဒီစေးရမှာတိုက်ဖို့မဟုတ်ဘူးကျွန်တော်ရဲ့ CM ကကျွန်တော်ချင်းတက်ဦးဖြစ်တဲ့အတွက်ကျွန်တော်ချင်းပြည်နယ်အတွင်းမှာဟို CM နဲ့တက်မတော်နဲ့ပဲလက်နက်ကင်ဖွဲ့ရှိရမယ်ဆိုတော့ agreement ရှိတယ်ဆိုတော့အခုက CM နဲ့ကိုပလက်ဝမှာမထားလိုက်တဲ့အတွက် AA ကအခုကျွန်တော်ထဲကိုလာလှုပ်ရှားတာဖြစ်သွားတာပေါ့ဟုတ်လားစဝင်တော့ကတော့2015မှာစဝင်တယ်နည်းနည်းကအခုဆိုကြီးထွားသွားတဲ့အခါကျတော့ထိတ်မနိုင်သိမရဖြစ်ကုန်ပါလေငကိုကလေးကသာ CM ကပလက်ဝနယ်ထဲမှာနေရာယူပြီးတော့မှဒီဘက်မြောက်ပိုင်းမှာလှုပ်ရှားတယ်လို့လှုပ်ရှားခွင့်သာပေးခဲ့မယ်ဆိုရင်ဒီပြဿနာဒီလောက်မကြီးထွားဘူးလို့ထင်တယ်နောက်ပိုင်းကိုဒီရေရှည်အတွက်ကိုလည်းဒီ CM ကပဲဒီပလက်ဝမြို့နယ်ထဲမှာပါဝင်လှုပ်ရှားခွင့်ရအောင်လေဒါခွင့်ပြုဖို့နီလာနဲ့ရှာရလိမ့်မယ်လို့ထင်တယ်အဲဆိုကျွန်တော်ဒေသမှာဟာလာ CM နဲ့တက်မတော်ကလွယ်ပြီးကျန်တဲ့လက်နက်ကဖွဲ့စည်းမရှိသင့်ဘူးလို့ကျွန်တော်တို့ခံယူထားတယ်အဲ့ဒီတိုင်းလည်းဖြစ်သင့်တယ်လို့ကျွန်တော်ယုံကြည်တယ်နောက်အနာဂတ်မှာတော့ဒီတိုင်းဖြစ်မှာပဲအေဂျင့်လိမ့်မယ်လို့ကျွန်တော်ထင်တယ် CM ကနေ A ကိုတော့တိုက်ဖို့ပြောနေတာမဟုတ်ဘူးเนาะဆိုတော့သူ့စီးကိုစီးပေါ့เนาะကိုယ်နေရာနဲ့ကိုယ့်ရဲ့နေမိတ်နဲ့ကိုဒီလိုနေသင့်တယ်လို့ထင်တယ်ဆိုတော့အခုကတော့အဲ့လိုမဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့ပလက်ဝမျိုးနယ်တစ်ခုလုံးကစစ်တလင်းပြင်ဖြစ်နေတာလေလူတွေ3သိန်းလောက်ရှိတယ်လူတွေ6000လောက်ကစစ်ဘေးဒဏ်ခံနေရတယ်ဟို IDP ကဲမှာရောက်တဲ့လူကကျွန်တော်စစ်ဘေးရှောင်လို့တိုက်ပွဲရှောင်လို့ပြောပြမယ်တနယ်လုံးစစ်ဘေးဖြစ်နေတာ6000ကျော်လောက်ကလဒမျိုးတစ်ခုလုံးစမိဘက်ကောနောက်ဒီဘက်ကလေးမျိုးချောင်းဘက်ကောဖြစ်နေအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်လူဦးရေ60ရာခိုင်နှုန်းလောက်ကစစ်ဘေးဒဏ်ခံနေရတာဖြစ်နေတဲ့အတွက်နောက်တစ်ချိန်မှာဒီစီရေးအတွက်စဉ်းစားရင်တော့ကျွန်တော်တက်မတော်ဘက်ကလည်းဒါကိုစဉ်းစားပေးတင်တယ် CM နဲ့ဘက်ကလည်းစဉ်းစားပေးတင်တယ်เนาะအဲ့လိုတော့တစ်ချိန်မှာတော့ပြင်းနေပေါင်းဆက်ပြီးတော့ဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ပြောလိုက်ပါတယ်